အခုတခါမှာတော့ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားတို့ရဲ့စစ်အင်အားနှိုင်းယှဉ်ချက်ကိုတင်ဆက်သွားမယ်ဖြစ်ပါတယ်။2025ရဲ့ကမ္ဘာစစ်အင်အားအစီရင်ခံစာအရထိုင်းနိုင်ငံဟာကမ္ဘာစစ်အင်အားအဆင့်25နေရာမှာရှိနေပြီးကမ္ဘောဒီးယားကတော့အဆင့်65နေရာမှာရှိနေပါတယ်။ဒီဗီဒီယိုမှာတော့ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့စစ်သားအင်အားလေးတက်မြေတက်စီးပွားရေးနယ်မြေကျယ်ဝန်းတဲ့လူဦးရေအင်အားတွေကိုနှိုင်းယှဉ်သွားမယ်ဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့စုစုပေါင်းလူဦးရေဟာတန်းခု20ခန့်ဖြစ်ပြီးကမ္ဘောဒီးယားမှာတော့19တန်းကျော်သာဖြစ်ပါတယ်။လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ထိုင်းနိုင်ငံရဲ့စစ်သားအင်အားကတော့3,600,000ကျော်ဖြစ်ပြီးကမ္ဘောဒီးယားမှာတော့2,200,000ကျော်သာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့အရန်တပ်အင်အားက2,000,000ဖြစ်ပြီးကမ္ဘောဒီးယားမှာတော့အရန်တပ်အင်အားမရှိပါအမခံတပ်ဖွဲ့အင်အားတွင်ထိုင်းက25,000ကမ္ဘောဒီးယားက1,000အသီးသီးရှိကြပါတယ်။စစ်သားရေတွက်နဲ့လူအင်အားအရထိုင်းဟာအားတာပြီးစစ်စင်ရေးကိုအချိန်ကြာဆက်လက်ထောက်ပံ့နိုင်စွမ်းပိုမိုရှိနေပါတယ်။လေတပ်အင်အားကိုနှိုင်းယှဉ်ရင်ထိုင်းရဲ့စုပေါင်းလေယာဉ်အင်အားက493စီးဖြစ်ပြီးကမ္ဘောဒီးယားကတော့25စီးသာရှိနေပါတယ်။ထိုင်းကတိုက်လေယာဉ်82စီးပိုင်ဆိုင်ထားပြီးကမ္ဘောဒီးယားကတော့တိုက်လေယာဉ်မရှိပါပြီးရင်ထိုင်းကတိုက်ခိုက်လေယာဉ်အစီး20ရှိပြီးကမ္ဘောဒီးယားကတော့မရှိပါ။ကုန်ပစ္စည်းစစ်သားအသေးယူလေယာဉ်ကိုထိုင်းက54စီးပိုင်ဆိုင်ထားပြီးကမ္ဘောဒီးယားကတော့4စီးသာပိုင်ဆိုင်ထားပါတယ်။တင်နန်းစင်းအတွက်အသုံးပြုသည့်လေယာဉ်ကိုထိုင်းက135စီးပိုင်ဆိုင်ထားပြီးကမ္ဘောဒီးယားကတော့မရှိပါ။ဟယ်လီကော်ပတာအင်အားအဖြစ်ထိုင်းက258စီးကမ္ဘောဒီးယားက21စီးဖြစ်ပါတယ်။လေတပ်အင်အားအရထိုင်းဟာအလွန်အားသာနေပြီးမိုးကောင်းကင်ရန်ကိုအလွယ်တကူထိန်းချုပ်နိုင်ပါမယ်။ကမ္ဘောဒီးယားမှာတော့လေတပ်အင်အားအလွန်နည်းနေပါတယ်။ညီတပ်အင်အားကိုနှိုင်းယှဉ်ရင်တိုက်ခိုက်ရေးတပ်ကိုကမ္ဘောဒီးယားက644စီးပိုင်ဆိုင်ထားပြီးထိုင်းက635စီးပိုင်ဆိုင်ထားပါတယ်။ဒီတစ်ချက်မှာကမ္ဘောဒီးယားကပိုင်ဆိုင်တာအနည်းငယ်သာနေပါတယ်။ကုန်းစစ်စင်ရေးကာကွယ်ရင်ကိုထိုင်းက1,900နီးပါးကမ္ဘောဒီးယားက3,600ကျော်မော်တိုက်တုံးပစ်ဆက်ကိုထိုင်းကအလုံး26ကမ္ဘောဒီးယားက989စီးအတီးတီးပိုင်ဆိုင်ထားကြပါတယ်။ရေတပ်အင်အားတွင်ထိုင်းကရေတပ်ရင်စုစုပေါင်း293စီးကမ္ဘောဒီးယားက20စီးစစ်သင်္ဘောကြီးကိုထိုင်းက9စီးကမ္ဘောဒီးယားမှာတော့မရှိပါစစ်သင်္ဘောသေးကိုထိုင်းက6စီးကမ္ဘောဒီးယားမှာမရှိပါကယူရန်ဆောင်ထိန်သင်္ဘောကိုထိုင်းက49စီးကမ္ဘောဒီးယားက20စီးမိုင်းခွဲသင်္ဘောကိုထိုင်းက9စီးကမ္ဘောဒီးယားမှာမရှိပါရေတပ်အင်အားအရထိုင်းဟာအလွန်အားသာပြီးပင်လယ်လုံခြုံရေးကိုအလွယ်တကူထိန်းချုပ်နိုင်ပါမယ်။ကမ္ဘောဒီးယားကတော့ကံယူရန်ကာကွယ်ရေးအတွက်တင်းငယ်တဲ့စစ်သင်္ဘောသေးအချို့သာရှိပါတယ်။စီးပွားရေးပိုင်းကိုနှိုင်းယှဉ်ရင်ကာကွယ်ရေးဘတ်ဂျက်ကိုထိုင်းက9.88ဘီလီယံကမ္ဘောဒီးယားက3.86မီလီယံနိုင်ငံခြားလျံငွေကိုထိုင်းက224ဘီလီယံကမ္ဘောဒီးယားက18ဘီလီယံဝယ်ယူနိုင်စွမ်းအင်အားတွင်ထိုင်းက1.5ထရီလီယံကမ္ဘောဒီးယားက86ဘီလီယံအသီးသီးရှိကြပြီးစီးပွားရေးအင်အားအရထိုင်းဟာစစ်စင်ရေးကိုအချိန်ကြာပိုမိုလှုပ်ဆောင်နိုင်စွမ်းပိုရှိနေဖြစ်ပါတယ်။ကမ္ဘောဒီးယားကတော့စီးပွားရေးအင်အားပိုနည်းနေပြီးစစ်စင်ရေးကိုကာကွယ်တဲ့အနေနဲ့သာအနည်းငယ်လှုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ပထဝီမြေပြင်အင်အားနှိုင်းယှဉ်ရင်နိုင်ငံပိုင်မြေအကျယ်ဝန်းတွင်ထိုင်းက1/4ကီလိုမီတာ9သိန်းကျော်ကမ္ဘောဒီးယားက1,800,000ကျော်ကံယူရန်အရှည်ကိုထိုင်းက3,000ကျော်ကမ္ဘောဒီးယားက400ကျော်အသီးသီးပိုင်ဆိုင်ကြပြီးကံယူရန်ရှည်နှင့်နေမြေပူမှုကျဲဝင်းချင်းကြောင်းထိုင်းဟာပူမှုအားသာနေပါတယ်အချင်းချုပ်ပြောရရင်ထိုင်းဟာလူအင်အားလေတပ်အင်အားရေတပ်အင်အားစီးပွားရေးအင်အားတို့တွင်အားသာချက်တွေကြောင့်အကြီးကျယ်တိုက်ပွဲဖြစ်လာခဲ့ရင်တောက်ခံပြီးပူမှုအားသာနိုင်ခြေများနေပါတယ်ကမ္ဘောဒီးယားကတော့မြေပြင်အင်အားကိုသာအားတန်နေပြီးနေမြေကာကွယ်ရေးမှာတော့အကျိုးရှိပေမဲ့စီးပွားရေးအင်အားနည်းနေတဲ့အတွက်လေတပ်ရေတပ်အင်အားနေတာကြောင့်မျိုးပေါင်းစုံစစ်စင်ရေးဖြစ်လာခဲ့ပါကအားနည်းနိုင်ပါတယ်